ဟိုဝက်ချန်ဖြစ်တာဘယ်လောက်ကြာပြီ6လောက်ရှိပြီစဖြစ်တော့တလုံးပဲစပေါ်တာအဲ့လိုပဲပြပြနဲ့ဟိုညစ်နေပေါ်လာတာအခုကအဲ့ဒါဖြစ်ပြီးနောက်ပိုင်းကအခု skin care တွေဘာလဲလုပ်နေတယ်မလဲနော်စေးတော့ဟိုစေးတီစေးကန်းပြလားစေးကန်းပြစေးတော့ဘာမှမတော့ဘူးမတော့တော့နော်အဲ့ဒီကဆက်ပါလားဒီကဆက်ဘယ်လိုဆက်ရလဲဟုတ်ကဲ့ပါနော်ဆိုဆရာကဝက်ချန်ကကုမယ်ဆိုရင်တော့အချိန်ပေးရတယ်နော်အဲ့တော့ဝက်ချန်ဆိုတာကဘာလို့ဖြစ်တယ်ဆိုတော့ကိုသိထားဖို့လိုတယ်ဒါမှဘယ်လိုကုရမယ်ဆိုတာကိုသိရမှာမဟုတ်ရင်သိရမလားဝက်ချန်ဆိုဆရာပြည့်ရဲ့ဆေးတောက်နေတာပဲဒီလိမ့်လေးကဘာအတွက်လိမ့်နေမှလည်းမသိဒီတောက်ဆေးကဘာအတွက်တောက်နေမှမသိဘူးဆိုရင်ညီမတို့တောက်ရတာလည်းအတိတ်ပဲမရှိဘူးနော်သိပြီးမှတောက်တာပိုကောင်းတာပေါ့ဒါလို့ရင်ဒီကြိုးကျေးဇူးရမယ်ဆိုရင်လုပ်ချင်တယ်လေနော်ဒီဆေးကဘာအတွက်တောက်နေမှမသိဘူးဆိုလို့ရှိရင်ကိုကရမ်းတောက်နေတာဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဝက်ချန်ဆိုတာတကယ်တော့အစီပူလေးတွေဝက်ချန်ခေါ်တာပဲဒါပေမဲ့ရိုးဒနန်းအစီပူမဟုတ်ဘူးပိုးဝင်နေတဲ့အစီပူကိုဝက်ချန်လို့ခေါ်တာနော်အဲ့ပိုးဝင်နေတဲ့စီတော့ဝက်ချန်ဖြစ်ဖို့အတွက်အခြေခံအချက်အနေနဲ့ဆရာ၃ချက်ပဲအဓိကပြောလိုက်မယ်နံပါတ်1ကအစီထွက်များလို့ညီမမျက်နှာမှာရှိတဲ့အစီကလင်းတွေကနေမှအစီထွက်များလာလို့ဖြစ်တာနော်အဲ့တော့အစီကလင်းဆိုတာဘယ်မှာရှိတာလဲဆိုဒီမှာကြည့်လိုက်မွှေးချင်းမအရင်မှာဒီမှာအစီကလင်းလေးကဘေးမှာရှိတွေ့လားနော်ဒီအစီကလင်းတွေနေတူကအစီထုတ်တာနော်အဲ့တော့အစီထွက်များလာတယ်ပေါ့အစီထွက်များအောင်လည်းဝက်ချန်မဖြစ်သေးဘူးအစီထွက်များရင်အစီပြင်းတယ်ဆိုတဲ့အဆင့်ပဲရှိသေးမယ်အစီထွက်များတယ်ဆိုတဲ့အဆင့်ပဲရှိဦးမယ်နော်ညီမမျက်နှာဆိုရင်အစီပြင်းတယ်လေဝင်နေတာပဲနော်အဲ့နောက်တစ်ခုပြောနောက်တစ်ခုကအစီထွက်များရုံနဲ့အစီပေါက်လေးတွေပိတ်သွားတာအဲ့ခုနကထွက်တဲ့အစီပေါက်လေးတွေပိတ်သွားရင်ဒီမှာအစီပေါက်လေးပိတ်သွားရင်ဒီကဖုံနေညစ်ကြေးတွေဆဲသေးတွေကျတို့ဒီအစီပိုတွေနဲ့ပေါ့နော်အကုန်လုံးရောပြီးတော့ဒီအစီပေါက်ပိတ်သွားရင်အစီကအပြင်ထွက်လို့ရအောင်မလားမရတော့ခါကျတော့ဒီမှာအစီကတွေ့လာအောက်မှာမြုံလာတယ်အောက်မှာပြေးလာရင်လည်းသူကစောပိုင်းတော့သူရှိတဲ့နေရာလိုလေးတွေဝင်တာပေါ့ဗျာဒါပေမဲ့တနေ့ထွက်တာအများတော့ဘာဖြစ်လို့အစီအခဲလေးဖြစ်လာတာအစီကဖောင်းလာပြီးတော့ညီမညှစ်ထုတ်လိုက် plix ဆိုထွက်လာတဲ့အခဲလေးလေအေးအဲ့အခဲလေးဖြစ်လာအဲ့တော့ဒီမှာကြည့်လိုက်ဒီရေပြားအောက်မှာအစီခဲရှိတယ်ဒါပေမဲ့အပေါ်မှာမြင်နေရတယ်လေထိပ်ဖြားလေးဖူးသေးလေးပဲတွေ့လားအဲ့တော့ကိုကအခုသေးသေးလေးဆိုပြီးတော့ဖူးသေးလေးအဲ့လောက်လေးပဲရှိတယ်မထင်နဲ့အောက်မှာဘာလို့လဲအစီခဲအကြီးကြီးရှိတယ်နော်အဲ့တော့အစီပေါက်ပိတ်တော့အစီဘူးဖြစ်လာတယ်အေးအဲ့အစီဘူးတွေကိုဘက်တီးရီးယားပိုးဝင်သွားရင်ဝက်ချန်ကအဲ့ဒီအစီဘူးကဘာဖြစ်လာလဲဆိုရောင်လာမယ်ရဲလာမယ်နော်ရောင်လာရဲလာတော့တဖြည်းဖြည်းနဲ့ပြည်ကိုလေးထည့်လာမယ်ပြည်လေးထည့်လာမယ်အဲ့ပြည်ထည့်လာတဲ့ဟာကိုဆရာတို့ဝက်ချန်လို့စခေါ်တာပဲနော်အဲ့တော့ရောင်ရဲနဲ့ဝက်ချန်အားလုံးကပျောက်သွားရင်ဘာကြံလဲဆိုတော့အမဲဆက်အမာရွတ်တွေကျင်တယ်ဟုတ်ပြီနော်အဲ့တော့သူဒီဖြစ်စဉ်တိုင်းသွားတာအဲ့တော့ဆရာကုရင်ဒါကိုပဲကုရမှာနော်ဒါကိုရေးပြရတယ်ဆိုတာဒါမျက်လုံးအမြင်အောင်လို့အဲ့တော့ဆရာတို့ကဒီအမဲဆက်တော့ကနောက်ဆုံးမှကုမှာအဲ့တော့ဝက်ချန်ကုတာတစ်စင်ချင်းကုရမှာဒီမှာလေအဲ့ကြောင့်မို့သူအချိန်ပေးရတယ်ဟိုဒီထားပါတော့တစ်လားတော့မျက်နှာလေးကောင်းသွားအဲ့လိုမရှိဘူးနော်အခုစကုတဲ့ဒီတစ်လအတွင်းမှာညီမမျက်နှာကောင်းပြီးသားသက်သာသွားတယ်လို့ခံစားချက်ရှိအောင်မှာမဟုတ်ဘာလို့လဲဆိုတော့မဲဆက်တွေကြံပါလေမျက်နှာရှင်းသေးဘူးမဲဆက်တွေကြံတော့ဒီတစ်လလောက်ကဘာမှသိတာလည်းပြောင်းလဲရမှာမဟုတ်ဘူးဒါပေမဲ့ဆရာတို့ဒီ2လ3လလောက်နေရင်စပြီးတော့ result ကိုစပြီးတော့သိတာလာလိမ့်မယ်3လလောက်နေလို့ရှိရင်တော်တော်လေးပါလာမယ်အမဲဆက်နည်းနည်းရောလောက်ပဲကြံတော့မယ်အဲ့မှာကျတော့4လ5လ6လလောက်နေလို့ရှိရင်ကောင်းတဲ့ skin လေးမျက်နှာလေးကြီးတဲ့ skin လေးကိုအဲ့ကြောင့်မှရမှာအချိန်ပေးရမယ်နော်စိတ်ရှိရမယ်အဲ့တော့ပိုးဝင်တာအတွက်ဆရာပိုးသက်စီပေးမယ်ပြီးရင်ပိုးသက်စီတောက်စီရပိုးသက်စီလိမ့်စီရပေးမယ်ဟောဒါဆိုရင်ဒါပိုးသက်စီရဒါအတွက်ပေးတာနောက်တစ်ခုကအစီပေါက်ပိတ်တာအတွက်အစီပေါက်ဖွင့်တဲ့လိမ့်စီလိမ့်မယ်ညီမဆိုရင်ပြင်လိုက်ဖြစ်တာဖြစ်တဲ့ကြောင့်ဆရာလိမ့်စီပေးရင်တပြင်လုံးကိုအစီပေါက်ဖွင့်ပေးတဲ့လိမ့်စီပေးမှာအဲ့မှာပြဿနာတစ်ခုကဘာလဲဆိုတော့ခုနဒီအစီပေါက်လေးကိုဖွင့်သွားရင်ဒီအစီကဘာလောက်လာမယ်ထင်တော့အပေါ်ထွက်လာမှာအခုထပ်ပေါက်လာမှာထပ်ပေါက်လာတာမဟုတ်ဘူးအဖူကပိုတိတာလာအောက်မှာမြုံနေတဲ့အစီကအပေါ်ထွက်လာတဲ့ကြောင့်မလို့အစီကပိုပြီးတိတာလာမှာအဲ့တိတာလာတဲ့အစီကလေးကဒီလိုလေးစပြီးတိတာလာမယ်အဲ့မှာတဖြည်းဖြည်းနဲ့ထိတ်ကလေးမဲလာပြီးတော့အဲ့အဆန်သူအော်တိုထွက်မှာညစ်စရာလို့လားမလို့နော်အဲ့ဒါအဖူကတော့ပိုတိတာမှာအော်ရှိနေပြီးသားအမဲဆက်အဖူတေးသေးလေးနေရာတွေရတယ်အဖူတွေကဘာဖြစ်လာတော့ပိုပြီးတော့တိတာလာမှာကြီးလာမှာဘာလို့ကြီးလာတော့စဉ်းစားကြည့်လေဒီဖောင်းကြီးအပေါ်တက်လာမှာပြီးမှာဘိုက်ဖောင်းကြီးပေါ်တက်လာမှာလေဟိုကနေထိပ်ဖြားလေးပဲမြင်နေရတာသဘောပေါက်လားအဲ့ကောင်အစီပေါက်ဖွင့်လိုက်ရင်ဒီအစီကဖြည်းဖြည်းတက်လာမှာအဲ့ဒီအစီကမထွက်မချင်းဒီယောဂပျောက်ပါမလားမပြောင်းအဲ့ကြောင့်ဒီအစီကထွက်ဖို့တော့ချင်းရင်အဲ့ဒါကြောင့်မို့ဆိုတော့ဝက်ချန်စီစတော့ရင်ကန်ထွက်တယ်ဆိုတာအဲ့ဒါကြောင့်ကန်ထွက်တာဆိုတာတဲ့ဆိုတော့အောက်မှာရှိတဲ့အစီကဘာလို့လာတော့အပေါ်ကိုတက်လာတာအဲ့တော့အစီဘူးကပို့ပြီးတော့တိတာလာမှာအဲ့ဒါဆရာအကြာကြီးတိတာလာမှာမဟုတ်2ပတ်3ပတ်ပဲလွန်ဆုံး2ပတ်3ပတ်နေလို့ရင်သူအစံတွေထွက်လာမှာတိတာလာမှာနော်စဉ်းစားနော်အဲ့လိုအကြာကြီးမထွက်ဘူး2ပတ်3ပတ်တွေမှာဆရာပြောတဲ့အဲ့ထိတ်ကလေးမဲလာမယ်အဖူလေးထိတ်လေးမဲလာမယ်မဲညစ်ချင်စရာလေးနော်မလီညစ်လိုက်ထွက်တော့မှလည်းမချင်နဲ့ညစ်ရင်ဘာဖြစ်မလို့ရောင်သွားမယ်ရောင်ရင်အမဲဆက်ပူချင်ဟုတ်ပြီနော်အဲ့တော့မညစ်အောင်နော်
နောက်တစ်ခါစီပေါက်ပိတ်တာလည်းဆရာတို့ double cleansing ဆိုတာလုပ်ရမယ် double cleansing ဆိုတာဆရာခဏလေးရှင်းပြမယ်ပေါ့နော်ပြီးရင်စီကလန်းကနေမှစီထွက်တာနည်းအောင်တောက်ဆေးရှိတယ်ဒါပေမဲ့အဲ့ဆက်တောက်ဆေးတောက်လို့ရှိရင်ဆရာတို့အိမ်အောင်သေးဆိုရင်ကိုယ်ဝင်ဆောင်လို့မရဘူးပြီးလို့ရှိရင်နောက်တစ်ခါရေမြများတောက်အောင်မယ်ဘာလို့လဲနှက်ခမ်းတွေခြောက်တက်တယ်ပြီးရင်နောက်တစ်ခါအသေးကောင်းအောင်မယ်ဒါဆိုရင်ဥတောင်းမှုကစုံသွားပြီဟုတ်ပြီနော်ပိုးတက်ပေးမယ်စီပေါက်ဖွင့်ပေးမယ်အစီကလင်းကိုအစီထွက်တာနည်းအောင်လုပ်ပေးမယ်ဒီအချက်3ချက်ကိုပဲအရင်ကူထားတယ်အမဲဆက်ကနောက်ဆုံး final မှာလာမှာ final ဆိုနောက်2လ3လလောက်နေမှာစလို့ရမှာဘာလို့ဆေးတွေကိုတစ်ခါတည်းအများကြီးပေးလိုက်ရင်ညီမမျက်နှာမခံနိုင်ဘူးဆိုရင်ညီရရတာဆက်တာဖြစ်တယ်လို့ဟုတ်ပြီနော်ဒါဆိုဥတောင်းမှုကြောင့်နားလည်ပြီနော်โอเคကျတို့ဝက်ချန်အတွက် skin care လုပ်မယ်ဆိုလို့ရှိရင်ဟို gentle ဖြစ်တဲ့ဟာတွေပဲသုံးရမယ် gentle ဖြစ်တယ်ဆိုတာ chemical နေတာဓာတ်ပစ္စည်းနည်းတာတွေလို့သုံးရမယ်နောက်တစ်ခုက non comedogenic လို့ခေါ်ရဲဆရာတို့အင်္ဂလိပ်လိုခေါ်ရဲအသီးဖုမထွက်တဲ့ skin care မျိုးသုံးရမယ်အဲ့တော့ကြုံတဲ့ skin care တွေသုံးလို့မရအောင်နာမည်ကြီးတိုင်းလဲရှောက်လိုက်သုံးလို့မရအောင်နော်Facebook မှာတွေ့တိုင်းလဲနော် TikTok မှာတွေ့တိုင်းလဲသုံးလို့မရဘူး gentle ဖြစ်တဲ့ဟာတွေသုံးမယ်အဲ့တော့မျက်နှာပစ္စည်းကို gentle cleanser သုံးရမယ်ဆရာတို့ dandruff တို့ Cuta Pro တို့ Cetaphil တို့ကြိုက်တာသုံးလို့ရတယ်ပေါ့နော်ဆရာတို့ဒီ dandruff နဲ့ Cuta Pro ကြိုက်တာတစ်ခုကိုသုံးစီခြင်းနဲ့ပြီးရင်moisturizer သုံးမယ်ပြီးရင်ဆေးလိမ့်မယ်ပြီးရင်စမ်းခွင်လိမ့်မယ်ဒါမှနဲ့ပိုင်းညနေပိုင်းကျတော့ဆရာတို့ micellar water လေးနဲ့ပြင်ပြီးတော့ဒီစမ်းခွင်တွေစီပိုတွေဖုံလေးညစ်ကြေးတွေကိုပြင်ပြီးတော့တန့်စင်ရေးလုပ်မယ်ပြီးလို့ရှိရင်မျက်နှာပြန်တင်မယ် moisturizer လိမ့်မယ်ဆေးလိမ့်မယ်အဲ့တော့ဆေးလိမ့်ဆိုတဲ့နေရာမှာဆရာတို့ကဒီမနက်ပိုင်းဆိုရင်ဆရာပိုးသက်ဆေးဒိန်းဆေးဂျယ်လေးတစ်မျိုးပေးမယ်ညနေပိုင်းကျလို့ရှိရင်ဆရာခုနပြောတဲ့အစီပေါက်ဖွင့်တာတက်တာတဲ့ဆေးလေးပေးမယ်ပေါ့နော်စီပေါက်ဖွင့်တာတက်တာတဲ့ဆေးလေးကသူကနေတိုင်းမလိမ့်ရဘူးတစ်ပတ်မှာ2ည3ညပဲလိမ့်ရမယ်ရက်ချလိမ့်ရမယ်ညာနော်အစီပေါက်ဖွင့်တာတက်တာတဲ့လိမ့်ကြေးလေးလိမ့်ပြီးတော့ရင်ဆရာတို့ကဒီပိုးသက်စီဂျယ်လေးကိုနေ့စဉ်လိမ့်ရမှာပိုးသက်စီဂျယ်လေးကကြတော့လေနော်ပြီးဒီအစီပေါက်ဖွင့်တာသက်တာစီကသူကတော့အသား6တက်တယ်ညီမရဲ့အသား6တက်တော့ဆရာတို့ကဆေးလိမ့်တဲ့ခါကျရင်ဒီ moisturizer လိမ့်ပြီးတော့အဲ့ဒီဆေးကိုလိမ့်ပြီး moisturizer ကိုထပ်လိမ့်ဖို့လိုတယ်ဒါကိုနှစ်ထပ် moisturizer နှစ်ထပ်လိမ့်တာပေါ့ moisturizer လိမ့်ပြီးရင်ဆေးလိမ့်ပြီး moisturizer ထပ်လိမ့်လို့ sandwich လို့ခေါ်တဲ့သားညက်ပေါင်မုံရဲ့ပုံသဏ္ဍာန်နဲ့တူတာပေါ့ဒါကြောင့် sandwich method လို့ခေါ်တာနော်အဲ့တော့နှစ်လောထပ်လိမ့်ရမှာဘာလို့ဆိုအသား6တက်လို့ဟုတ်ပြီနော်ရနော်အဲ့တော့ဆရာညီမလေးမမမိမှာမလို့ဒီမှာ step by step တစ်ခါလေးရေးပေးထားတယ်နော် Dr. Nay Wellness Clinic